ဒီခါတုခေါ်အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကျွန်တော်တို့ Thai voice ကဒီဆေးရက်ဆိုတဲ့နာနိုဆိုထားတဲ့သချင်းလေးကနေgrammar ပတ်တန်လေးတွေအတူတူလေ့လာကြမယ်နော်ဓမ္မဆုံးဒီသချင်းစာသားလေးပေါ့နော်လောวันนี้ก็ได้เวลาจะพูดออกไปให้ที่ได้ฟังဒီထဲမှာပါတယ်ได้เวลาဆိုတာလေးကကြတော့သူကတခုခုလုပ်ဖို့အချိန်ရောက်ပြီလို့ပြောချင်တဲ့အချိန်ကြရင်သုံးပါတယ်တလုံးချင်းစီရဲ့အဓိပ္ပာယ်တော့လူတိုင်းသိမှာပါနော်ได้ဆိုရင်ရတဲ့เวลาအချိန်အဲ့တော့ได้เวลาဆိုရင်အချိန်ရတယ်ဆိုတော့ได้ရတော့မပြန်ဘူးအချိန်ရောက်ပြီလို့ပါတာပြန်တော့ပေါ့နော်သူ့ရဲ့အနောက်မှာတော့ verb တီနဲ့တွဲတယ်တွဲလာတဲ့ verb တီမှန်သမျှလုပ်ဖို့အချိန်ရောက်ပြီလို့တပိတ်ဆိုလိုတာပေါ့နော်အဲ့တော့ကိုရီးယား verb အလုံးတရားသိတာမယ်ဆိုရင်ကျွန်တော်တို့ဒီစမ်းတဲ့အကြောင်းတရားပြောလို့ရပါတယ်ဒီမှာနမူနာနဲ့ဆိုရင်တော့တခြင်းစာသားလေးကသူနားထောင်ဖို့အတွက်ငါတို့ပြောဖို့အချိန်ရောက်ပြီဒီလိုမျိုးပေါ့နော်သူ့ကိုဖွင့်ပြောဖို့အချိန်ရောက်ပြီဒီလိုမျိုးဘာသာပြန်ခြင်းလေးရတယ်ကျွန်တော်ပြီးထားတဲ့ example လေးကကြတော့ได้เวลาไปทำงานแล้วအလုပ်သွားဖို့အချိန်ရောက်ပြီဒီလိုမျိုးပေါ့နော်တခြားကိုတီးတဲ့ verb တွေနဲ့တွဲမယ်ဆိုရင်ได้เวลากินข้าวနော်သမင်းစားဖို့အချိန်ရောက်ပြီနော်ဒါမျိုးတွေလည်းသုံးလို့ရပါတယ်နောက်ဆုံးတစ်ခုကကြတော့อย่าใช้เวลาทุกวินาทีที่ดีเรือจากนี้ขั้นเธอဒီမှာဆိုရင်ဘာပတ်တလေးလဲဆိုတော့อย่าဆိုတော့having but လို့ပြောရင်လေးရပါเนาะอย่าရဲ့အနောက်မှာသူက verb လေးတွေလိုက်မယ်အတိတ်ပဲကတော့ want to ပေါ့တကူလှုပ်ချင်တယ်သွားချင်တယ်လာချင်တယ်စားချင်တယ်ဒါမျိုးပြောချင်ရင်တော့သုံးပါမယ်อย่าလုံးဝအတန်တီးပြတ်ပါတယ်เนาะอยากexample နည်းနည်းဆိုရင်อยากไปทำงานอยากไปทำงานအလုပ်သွားချင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့နေ့ဒီတူကဆိုရင်တော့စံကြပဲပြောမယ်ထင်ပါတယ်ฉันไม่อยากไปทำงานစံကြပဲပြောချင်ရင်တော့အငင်းလေးမိုက်ထည့်လိုက်ရပါပြီเนาะไม่อยากไปทำงานအလုပ်မသွားချင်ဘူးဒါမျိုးပဲပေါ့နော်ကိုကလုပ်ချင်တယ်ဆိုရင်တော့อยากverb တကူကူမလုပ်ချင်ဘူးဆိုရင်ไม่อยากဒါမျိုးပြောပါမယ်